ဒီယမန်ကထွက်တဲ့ချီဆွဲပေါင်းပြီးနံပါတ်2ပုံလေးနဲ့မိတ်ဆက်ပါမယ်ရှင်ကာလာလေးတွေ10အောင်ပါပါတယ်နော်ကာလာလေးတွေပြပေးမယ်ဈေးလေးတွေပြောပေးပါမယ်ရှင်ပထမဆုံးမတို့ရေဖြူရောင်လေးနုဖြူရောင်လေးပြလိုက်မှာပေါ့နော်သူကမတို့ရေခါပတ်လေမျှော်ကြိုးပေါ့နော်ခါကဒီလိုဆွဲလိုက်ရင်36 38ရှိပါတယ်နော်တင်ကကြလို့ရှိရင်46ရှိပါတယ်46ပုံမှာတင်ကဆွဲလေးပေါ့နော်ဒီလိုဘောင်းမီလေးရဲ့အရှည်ကမတို့ရဲ့ဘောင်းမီလေးရဲ့အရှည်က35ရှိပါတယ်နော်ဘောင်းမီရဲ့အဖျားလေးမှာပန်းလေးတွေကအကျစ်ထိုးလေးတွေပါရှေ့မှာအိတ်ကလေးပါမှာပေါ့နော်ဒါအခုစစဆုံးပြတာကနုဖြူရောင်လေးပါနော်ပြီးတော့မတို့ရဲ့ခုပြရောင်လေးပြမှာပေါ့ဒီခုပြရောင်လေးဆိုရင်လည်းတအားဝတ်လို့ကောင်းပါတယ်ခုပြရောင်လေးပါဒါကြလို့ရှိရင်အစိမ့်ပုတ်လေးပေါ့နော်မြင်းကြီးစိမ့်ပုတ်လေးပါနောက်တစ်ယောက်ကမတို့ရဲ့ရှားရောင်လေးပေါ့နော်ရှားရောင်လေးပဲမယ်ရှားရောင်မမှောင်ကြီးမဟုတ်ဘူးနော်ဒါရှားရောင်လေးပါရှင်သူ့အနာပန်းထိုးလေးတွေနဲ့လည်းပေါ့ပေါ့ပပနဲ့ဝတ်လို့ကောင်းပါတယ်ဒါမတို့ရဲ့ခဲပုတ်ရောင်လေးပါနော်မတို့ရေမစိုးထဲဆန်ကနေမိတ်ဆက်ပေးပါတယ်နော်ရာရရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေပို့ပါတယ်ရှင်ဒါအနက်ရောင်ဆူဆူလေးပါရှင်မတို့ရဲ့ပေါင်ချင်းဆိုရင်ပေါင်ချင်း120ကနေ160 190အထိဝတ်လို့ရပါတယ်နော်ဈေးနှုန်းလေးက49,000ပါနော်ဒါဖြူရောင်လေးပါဒါလေးကနက်ပြတ်ရောင်လေးပါနော်ဒါလေးကမတို့ရဲ့အသားရင်ရောင်လေးပေါ့နော်အခုစိုးပြထားတာပန်းမိတ်ကပ်ရောင်လေးပါရှင်မတို့ရေကျေးဇူးတင်ပါတယ်